လို့ဆိုတာအကြောင်းပြချက်ကိုဖော်ပြတဲ့တရားဂီတဲမွန်နဲ့ဥနိကာတို့ရဲ့အဖွဲ့ဝင်တရားလေးပါပဲ action verb ကို quality verb ကိုနှစ်မျိုးလုံးနဲ့သုံးပြီးတော့ကြောင်းချင်းကြောင်းဒါကြောင့်လို့အဓိပ္ပာယ်ရပါတယ်ဥမှုတို့ကအရေးရောအပြောမှာသုံးပေမဲ့တာမန်အရေးပြောဆိုတာမျိုးထက် report တင်တဲ့အရေးအပြောမျိုးအများပြည်သူသိနာလည်အောင်လို့အသိပေးအကြံပြုပြောဆိုရေးသားတဲ့နေရာမျိုးမှာသုံးပြီးတော့အခြေအနေတစ်ခုဖြစ်ရခြင်းအကြောင်းရင်းကိုလေးလေးနက်နက်နဲ့ထိထိမိမိဖော်ပြပြောဆိုခြင်းတဲ့အခါမှာသုံးပါတယ်ဆိုလိုတာကအကြောင်းအရာကိုတည်ပြီးတော့အသိပေးတာမျိုးသတိပေးတာမျိုးစီးရဲတွေကိုလိုက်နာစေဖို့အသိပေးပြောဆိုရေးသားတဲ့နေရာမျိုးမှာသုံးပါတယ်ဥပမာ흡연을건강에안좋은므로금연을해야 한다ဆက်လက်တောက်ခြင်းကကျန်းမာရေးကိုမကောင်းစေတာကြောင့်ဆိုးရွားစေတာကြောင့်ဆက်လက်တောက်ခြင်းကိုတားမြစ်ရမယ်ဆက်လက်တောက်ခြင်းကိုရပ်တန့်ရမယ်ဒီနေရာမှာကျတော့အနိကာဂီတမွန်နယ်တို့နဲ့တုံးလိုက်မယ်ဆိုရင်ဒါကြောင့်ဒါဖြစ်တယ်ဆိုပြီးတော့ပေါ့ပေါ့ပါပါအကြောင်းအကျိုးပြတဲ့ပုံစံမျိုးဖြစ်သွားပြီးတော့မှုတို့နဲ့တုံးလိုက်မယ်ဆိုလို့ရှိရင်တတိပေးစရာတတိထားစရာလေးလေးနက်နက်ပြောဆိုတဲ့ပုံစံမျိုးလေးလေးနက်နက်အသိဝင်တဲ့ပုံစံမျိုးကိုဖြစ်စေပါတယ်음주운전은사고가날위험이크므로절대로해서는안된다အဲ့တော့အရက်မူပြီးကားမောင်းခြင်းကအန္တရာယ်ဖြစ်စေမှုကိုပို့ပြီးတော့ကြီးထွားစေတာကြောင့်ဆိုလိုတာကအန္တရာယ်ဖြစ်စေမှုရာခိုင်နှုန်းပိုများတယ်ပေါ့နော်အဲ့အတွက်ကြောင့်မို့လို့လုံးဝမလုံးမရမယ်ဒီလိုမျိုး notice ဖြစ်ပြီးတော့အတိတရားဝင်စေတဲ့အကြောင်းပြချက်မျိုးကိုတည်ပြီးတော့ပြောတဲ့အခါမျိုးမှာမှုတို့ကိုပို့ပြီးတော့သုံးကြပါတယ် report တင်တဲ့အခြေအနေမျိုးကိုကြည့်ကြည့်ရအောင်예산이 한정적이므로 불필요한 지출은 최대한 줄여야 한다တွက်ချက်ထားတဲ့ budget က limit ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့မလိုအပ်တဲ့အသုံးစရိတ်တွေကိုအတက်နိုင်ဆုံးလျှော့ချရမယ်။ဒါကကြတော့အသုံးစရိတ်ကိုလျှော့ချရမယ်အကြောင်းကဒီအကြောင်းကြောင်းဆိုတဲ့ဟာကို highlight လုပ်ပြီးတော့ထိထိမိမိနဲ့အကြောင်းပြ report တင်တဲ့သဘောမျိုးနေရာမျိုးမှာအမှုတို့ကိုတုံးထားတာ။စီးကံလိုက်နာတဲ့အခြေအနေမှာသုံးတာကိုကြည့်ကြည့်အောင်။공연의 만행가 되므로 공연 중에는 입장할 수 없습니다. ဒီပြဆက်ကိုအနှောက်အယှက်ဖြစ်စေတဲ့အတွက်ကြောင့်ပြဆက်ကနေတော့မှမဝင်ရောက်နိုင်ပါဘူးပေါ့နော်ဝင်ခွင့်မပြုပါဘူးဆိုတဲ့အထိပ္ပယ်အများပြည်သူကိုဒီလိုစီကံလိုက်နာဖို့အသိပေးတဲ့နေရာမျိုးမှာလည်းဒီဥမှုတို့ကိုတုံးကြပါတယ်ပြီးတော့ဒီဥမှုတို့တရားကဒီအကြောင်းကြောင့်ဒါဖြစ်တယ်ဆိုတဲ့အကြောင်းအကျိုးဆက်ဆက်ရလက်ကိုဖော်ပြတာမို့လို့ဥမှုတို့ရဲ့အရှိအနောက်မှာကျတော့task ကာလာဖော်ပြတရားတွေမလိုက်တာမျိုးခိုင်းစေညှိနှိုင်းတဲ့တရားတွေမလိုက်ဘဲနဲ့အကြံပြုတရားတွေပဲလိုက်လိရှိပါတယ်ဥမှုတို့နဲ့ပတ်သက်ပြီးထပ်သိချင်တာလေးရှိရင် comment ဒါမှမဟုတ် CV မှာလာမိထားလို့ရပါတယ်နော်ရှိကနေရှော့စော감사합니다